ပိုင်ရှင်ကငွေပေါ်ကျင်တာမို့နစ်ဆန်းလက်ဒီယိုလေးကိုဈေးလျှော့တင်သွားပါတယ်ရှင်။နစ်ဆန်းလက်ဒီယို2008မော်ဒယ်ဂရိတ်အပြည့်ပါ။မန္တလေးလိုင်စင်တက်တန်းအသစ်နဲ့ရမှာပါ29လပိုင်းမှာရှင်။နီနမိတ်တူကင်းပါတယ်ကာလာကဘားဝိုက်ပါ။အင်ဂျင်ခုံးငွေလွတ်ပါတယ်အယုံဆွဲကောင်းပါတယ်။အော်တို2ဝီစမတ်ကီးနဲ့ပါ။အဲကွန်ဒီဂျစ်တယ်လည်းဖြစ်ပါတယ်။အတွင်းကန်အသားရောင်ပါTV ဘက်ကင်မရာစပီကာတွေအကုန်လုံးလုပ်ပါတယ်။မှန်ချိုးမှန်ခေါက်လည်းရပါတယ်။အင်ဂျင်ပါဝါ1.5ပါ။နောက်လက်တင်လည်းပါပါတယ်။985ညှိနှိုင်းပါ1166966ကျောင်းမှာရှိတဲ့တူဂျိုကာရှိုရိုမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။အသေးစိတ်ကိုခွန်339ခွန်9ခွန်9မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။